ကျွန်တော်နာမည်မောင်ဖိုးချစ်ပါမန္တလေးမှာနေပါတယ်ကျွန်တော်အဖေကဦးချစ်စေပါတက်လို့များမှာလုပ်ပါတယ်ကျွန်တော်အမေကဒေါ်သိန်းများဖို့ကွယ်လွန်သွားတာကြာပြီကွယ်ကျွန်တော်အကူကဘူမှုပါဖိုးချစ်ဖွဲ့ကိုအုပ်ချုပ်တယ်ကျွန်တော်အမစောမြမှာလာတဲ့ချင်းလေးတွေဆိုတတ်တယ်ကျွန်တော်အကူမန်းနေကြပါမျက်လုံးပြူပြီးဟုတ်ပါတယ်ကောင်းမလေးတွေနဲ့စကားပြောရင်ကျွန်တော်ကိုလေငေါ့ပါတယ်ကျွန်တော်ကိုငေါ့ပါတယ်ကျွန်တော်အသက်21ပြည်တာ4-5လလောက်ရှိပြီကွယ်ဖိုးချစ်အသက်21ပြည်တာ4-5လလောက်ရှိပြီကွယ်ဒီအရွယ်ထိကြိုးကြိုးစားစားရည်စား2ယောက်ထားမှုတွေယာယီရတော့အများကြီးပေါ့ဒါကိုလူတိုင်းသိပါတယ်လူတိုင်းသိပါတယ်ဒီမှာရှာရှာပပမျက်စိတွေလည်းခံတော့မယ်ခွဲခန်းချောက်ချီရပြောင်းအချစ်ဆိုတာပဲရှိရောက်ဒီမှာကြည့်စီရဒီမှာရှာရှာပပမျက်စိတွေလည်းခံတော့မယ်ခွဲခန်းချောက်ချီရပြောင်းအချစ်ဆိုတာပဲရှိရောက်ဟိုမင်းတော်ကြီးစီရဒီမှာရှာရှာပပမျက်စိတွေလည်းခံတော့မယ်ခွဲခန်းချောက်ချီရပြောင်းအချစ်ဆိုတာပဲရှိရောက်နင်းညမလေးစီရောက်နင်းအမကြီးစီရောက်နင်တို့တစ်ရွှေလုံးတစ်မျိုးလုံးစီရောက်မှတ်ပြီလားလို့တော့နှခါမတရားဟုတ်နေကျွန်တော်နာမည်လားဟာနေကျွန်တော်နာမည်ဟုတ်ဖိုးချစ်